တကယ်ဘာမှမပြောတော့ဟီးရိုတကောင်တစ်ချက်ပဲထိုးမယ်ဂျန်ရမ်းမှနှစ်ချက်ထိုးနေတယ်ဟီးရိုထိုးရပိုးလွယ်ကြည့်လိုက်တော့ဝီပြန်အောက်လမ်းလမ်းခိုးနေတဲ့နှစ်တန်လေးဝီပြန်ခုန်ကျင်ရလားငင်းနိုင်ခေါ်လေးဝီပြန်စမ်းရတော့သွေးနဲ့နေလို့ဝိုင်းနဲ့တည်သွားစကားတဲ့အောင်ထည့်မပြောဘူးဒီတကဝီမနေခေါင်းမှုလို့ရှီကျင်မဲ့သွားပြီးဖလစ်ကာနဲ့ပြန်ဆိုပြီးခေါင်းခုန်ထိုးပေးလိုက်တယ်ချောအမေငါရှိနေမှန်းတဲ့အီမိုပြရဲနှစ်အောင်လုံးခေါင်းထုခွဲလို့ပြန်ဆိုပြီးနှစ်အောင်လုံးတစ်ချက်တည်းပဲငင်းနိုင်စမ်းဝီပြန်ချောင်းကြီးမရဘူးမင်းလားရက်ကိုကြည့်နေရဝီပြန်တစ်ချက်ပဲခေါင်းလေးကြီးပဲထိုင်ပြီးထုခွဲငင်းနိုင်တကောင်ပေါင်းမိလာနေပြန်ဟဲ့အောင်ကြီးတနာတော့တနာလာကွာမျက်နှာချင်းဆိုင်မြင်းနေအောင်မကြောက်မလက်မပြေးဘူးဗျာပြန်ဆိုခေါင်းတစ်ချက်ထုပေးလိုက်တယ်ဟဲ့အောင်ကြီးစကားမေးတော့မရဘူးရှော့ဒါတော့ကျန်းနေတဲ့ပွဲမှာကွာနတန်လိုမတ်စမန်ကတော့လက်သီးရံထိုးစရာမျိုးလက်ညှိုးနဲ့နှစ်ဖူးတောက်လိုက်လို့သိရဝီဆိုသွားပြီးတော့ပြန်ဆိုတစ်ချက်ထိုးလိုက်ပြီးပဲအဲတော့နဲ့ဆန်းနဲ့ဘိုင်ဝမ်ဆော့မယ်ဆိုရင်အဲတော့ကတာရင်တော့ကြည့်လိုက်အောင်ပြန်ဘာမှရှောင်းခြင်းမရဘူးโอเคအေးဆေးလေးပဲချီရင်ချောက်ယူနေတာဖလစ်ကလေးနဲ့ခုံပြီးစိတ်အောင်ထိုးလိုက်တဲ့ချိန်မှာတီခြင်းလို့ဟမ်တီသန်းစီလောင်းကဂျားတဲ့နေငါထွားခါနဲ့ဝင်လာတဲ့ကောင်တီသန်းဓာတ်ခွေရောလက်ဝင်ရှူတဲ့ကောင်